လေးညီမလေးမင်္ဂလာပါ မင်္ဂလာပါရှင် မမေကွန်းလေးလေးမေးချင်လို့ပေါ့နော်အခုဒီလေချောင်းလုံငယ်တင်တက်တဲ့အချိန်မှာဒီညီမလေးအနေနဲ့ပေါ့တင်တန်းမတက်ခင်ကကိုယ့်ရဲ့ပုံစံနဲ့အခုဒီတင်တန်းပြီးဆုံးကန်ဒီလာပြီဆိုတော့တင်တန်းပြီးကန်ဒီအချိန်မှာကိုယ့်ရဲ့ပုံစံဘာတွေကောရှားသွားရလို့ထင်လဲ လူမှုဆက်ဆံရေးပိုကောင်းလာတယ်စီးကန်းလည်းရှိလာတယ်ကိုယ့်ကိုယ်လည်းအားကိုးလာနိုင်တယ်စိတ်လည်းပို့ပြီးတော့တန်မာလာတယ်ပေါ့နော်အဲဆိုမောင်လေးအနေနဲ့ရောဒီလက်ရှိလေချောင်းလုံငယ်တင်တန်းတက်ရောက်တဲ့အချိန်မှာမရှိမဖြစ်အလိုအဆုံးအရာဘာလို့ထင်လဲဒီလေချောင်းလုံးငယ်တက်ရောက်တဲ့အချိန်မရှိမဖြစ်လို့အဆုံးရတော့ဒါဘလို့ကြော်ဖျက်ရမလဲဆိုရယ်စိတ်ခွန်အားနဲ့ခံယူချက်လိုပဲပါတယ်ဒီခုညီမလေးအနေနဲ့ပေါ့နော်ဒီတင်တန်းပြီးဆုံးသွားတဲ့အချိန်မှာဒီတင်တန်းရရှိတာတဲ့ဒီဘုသူတတွေဒီ knowledge တွေဒီအကုန်လုံးอ่ะပေါ့နော်ကိုယ့်ရဲ့ကျောင်းစာသင်ခန်းထဲမှာဘယ်လိုမျိုးအထောက်အကူပြုနိုင်မယ်လို့ထင်လဲအဖွဲ့နဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်လာနိုင်မယ်ပေါ့နော်မောင်လေးအမြင့်ကြောက်တက်လားကြောက်တတ်ပါတယ်ဟုတ်လားအဲ့ဆိုဒီအမြင့်ကြောက်တက်ရတာနဲ့ဒီလေချောင်းလူငယ်တင်တန်းဘယ်လိုမျိုးကိုအားပေးပြီးတော့တက်ဖြစ်တာဒါတော့ကိုလိုရွယ်တွေတောင်လုံးနိုင်တယ်ကိုလည်းလုံးနိုင်မယ်ဆိုရယ်စိတ်နဲ့အားမွေးပြီးတက်ခဲ့ရပါခင်ဗျကိုလိုဖေဖေတဲ့ကျေးဇူးတင်ပါတယ်အနေနဲ့ဒီလိုမျိုးလေချောင်းလုံငယ်တင်တန်းလာတက်တဲ့အချိန်မှာပေါ့နော်ကိုဘယ်လိုမျိုးဘုသူတတွေတိုးတက်သွားရလို့ထင်လဲ။အဲ့ဒီနဲ့ဒီအခြေခံလေချောင်းလူငယ်တင်တန်းကိုလာတက်ပြီးတဲ့နောက်ပိုင်းမှာလေရင်ပြန်တန်းပုံရဲ့လေရင်တိဖောက်ပုံလေရင်တွေရဲ့အကြောင်းအဖုံလုံးအားလုံးကျွန်တော်သိခဲ့ရပါတယ်။ပြီးတော့ဒီလေတွေကိုဘယ်လိုပြန်တက်ပုံတွေကအစကျွန်တော်တို့သိခဲ့ရတော့ကျွန်တော်အနေနဲ့ဝမ်းသာမိပါတယ်ပြီးတော့ဘုသူတတွေလည်းအများကြီးရခဲ့ပါတယ်ဟုတ်ဒီလိုမျိုးအခု campaign လုပ်လိုက်တဲ့အချိန်မှာပေါ့နော်ဒီ campaign lifestyle နဲ့မှာကိုလာရောညွှန်တွေဖြစ်ရဘယ်လိုမျိုးထိန်းကြီးဖြစ်လဲအဲ့ဒါတော့ one for system ပေါ့နော်ကိုတယောက်ကောင်းနေလေအကုန်လုံးတစ်ဖွဲ့လုံးကောင်းမှဖြစ်နိုင်မှာအကြောင်းလာရောညွှန်တွေစားနေရဟုတ်အဲ့လိုမျိုးလေးနဲ့ညီထိန်းကြီးဖြစ်တယ်ပေါ့ဟုတ်ကဲ့အခုဒီညီမလေးတို့ဒီသင်ခန်းစာထဲမှာပေါ့နော်ဒီ RC လား remote control ဒီဟာလေးရင်ဟဲ့မောင်းတဲ့သင်ခန်းစာပါတယ်လို့ပြောရပေါ့နော်အဲ့ဟာမောင်းတော့ရောရင်ထဲမှာဘယ်လိုမျိုးခံစားရလဲညီမတမီးကကြာလက်တွေ့လောက်ရတာကြိုက်တယ်အဲ့ကြောင့်မို့ဒီလိုမျိုးကိုနေတယ်မှာလက်တွေ့လောက်ရတာကိုအရန်ပျော်ဖို့ကောင်းတယ်ပြီးတော့သင်ပေးတဲ့ဆရာကြီးလည်းအကုန်လုံးကျေးဇူးတင်တယ်မလေးတို့ဒီကိုလေရင်နဲ့လာတာလို့ပြောတယ်။အဲဒါကြောင့်ဒီလေရင်နဲ့လာတော့ဒီမှာဒီ trip pilot တွေမျိုးသမီးရရှိတွေရောမျိုးသားရရှိရောအဲ့လိုမျိုးပြန်တန်းတာတွေပဲတွေ့မှာပေါ့နော်။အဲကြောင့်သူတို့ကိုကြည့်ပြီးတော့ကိုလည်းတနေ့ကျဒီလိုမျိုးဖြစ်ရလိမ့်မယ်ဆိုပြီးတွေးမိရရှိလား။ဟုတ်ရှိရဟုတ်။ဒီမျိုး pilot တွေအပြင်မှာအဲ့လိုမျိုး RCA မောင်းနေရတဲ့ pilot တွေပို့သဘောကျတယ်။အဲဒါကြောင့်နိုင်ငံအတွက်တက်ချိန်မှနိုင်ငံအတွက်အားကိုးရတဲ့ pilot တွေကိုဖြစ်အောင်ကြိုးစားမယ်။အဲ့လိုမျိုးသမီးရရှိမှဖြစ်မှာပေါ့။ဟောလေးရောကျွန်တော်လည်းသဘောကျပါတယ်ကျွန်တော်လည်းလေတရေတယောက်ဖြစ်ဖို့သဘောကျပါတယ်ဘာလို့လဲဆိုတော့လေထဲမှာပြန်တန်းနေတဲ့အချိန်ဆိုကောင်းခံစားကြပါဘာလို့လဲဆိုတော့အပေါ်ကနေဖီးပြီးတော့အောက်ကိုကြည့်ရတဲ့အချိန်မှာတော့ဘယ်လိုနဲ့မှမလဲနိုင်ပါဘူးဒီမှာနိုင်ငံလုံးကိုကြည့်ရခံစားကြတော့သဘောကျပါတယ်ဟုတ်ကဲ့ပါဘယ်လိုပြပြတော့ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါမင်္ဂလာပါဒီနေ့ဒီ RC လက်တွေ့လေရင်လက်တွေ့လေ့ကျင့်တာလို့ပြောရပေါ့နော်အဲကြတော့မောင်လေးကပဲမောင်လေးတို့ကပဲစကန်ပြည်တင်တဲ့စကန်ပြည်တင်တဲ့မောင်လေးတို့ကနေပြီးတင်တဲ့စကန်ပါဒီနေ့လက်တွေ့လေ့ကျင့်တာဆိုတော့ဘယ်လိုခံစားရလဲဘယ်လိုပြောရမလဲဒီ RC ပုံစံငယ်မောင်းနေတဲ့အချိန်မှာတော့ဒီအစဒီအောင်မောင်းနေနိုင်ဖို့အတွက်ဆိုလို့ရှိရင် simulator တော့တည်တည်ချာကျင့်ထားဖို့လိုပဲပေါ့နော်ခုမောင်းတာဘယ်သူမောင်းတာလဲမောင်းလို့ရတယ်ကျွန်တော်မောင်းတာဟိုက navigator သဘောမျိုးပေါ့ဒီပြင်ကနေပြီးတော့မှဝင်းအချိန်မျိုးကြည့်ပြရတယ်ပေါ့ဟောလေးမောင်းတော့ရှင်လည်းမောင်းတာရင်ထဲမှာတော့စိတ်လှုပ်ရှားပါတော့အားပေးရဲ့လူတွေလည်းများတော့ဒါပေမဲ့အကောင်းဆုံးစူးစမ်းပြီးမောင်းရတာပေါ့ခက်ခဲပါကြုံရတာရှိလားရှိရပဲနောက်ဆုံး landing ဆင်းတဲ့အချိန်မှာကျတော့လေက crowing ဖြစ်တဲ့အတွက်ကြောင့်ချင်းချောကခတ်ပြီးတော့ပြောရမယ်တက်စီဝေးအတွင်းထဲကိုမရောက်ဆင်းမနိုင်ဘူးဟောလေးရောခက်ခဲရှိခဲ့တယ်တော့take off မှာတော့ခက်ခဲရှိပါတယ်လေက runway ကတူနေတော့သူ့ရဲ့လေကဒီ lane thrust ဆက်ကျန်းနေတော့နည်းနည်းတက်ကြတာခက်ပါ take off ခက်ပါ